အားလုံးကိုယေရှုနာမနဲ့မင်္ဂလာပါကျွန်တော်ဟိုတခါတော့ကြောပေါ့နော်ကျွန်တော်ယေရှုခရစ်တော်အသက်ရှင်ခြင်းအကြောင်းခေါ်ရင်တကယ်ထူးတဲ့အကြောင်းတကယ်ခရစ်တော်အသက်ရှင်ကြောင်းကိုကျွန်တော်တက်တည်ခံခြင်းဖြစ်ပါတယ်ခရစ်တော်တကယ်လည်းပဲယေရှုခရစ်တော်အသက်ရှင်တော်ဖခင်ဖြစ်ပါတယ်တဆူကြီးတော်ဖခင်ဖြစ်တယ်ခေါ်ရင်ထူးတော်မူတော်ဖခင်ဖြစ်တယ်အသက်ရှိတယ်ဖခင်ဖြစ်ပါတယ်အဲ့ဆိုလူမျက်စိနဲ့မမြင်ရပေမဲ့လည်းဖခင်တကယ်ရှိတယ်ကျွန်တော်ယုံကြည်တယ်လက်ခံတယ်ကျွန်တော်ကိုယ်၌လည်းမိဆန်းထားပြီးဖြစ်ပါတယ်အဲကြောင့်လည်းကျွန်တော်ယုံကြည်သူဖြစ်လာတာဖြစ်ပါတယ်ကျွန်တော်ခုယုံကြည်သူဖြစ်လာခြင်းလည်းခရိယံဘာသာကိုတိမ်ကျုံဝင်လာခြင်းမဟုတ်ပါဘူးခရစ်တော်နဖူးတွေ့တကယ်ကြုံတွေ့ခဲ့ပြီးမှခရစ်တော်ကိုယ်တိုင်ကျွန်တော်ယေရှုခရစ်တော်ကိုယ်တိုင်တကယ်ကျွန်တော်ဖွင့်ပြလာတယ်ကျွန်တော်ငရဲလုံးဝမလို့ဆိုကျွန်တော်တည်တဲ့အခါမှာခရစ်တော်ကျွန်တော်ယုံကြည်လက်ခံလာခြင်းဖြစ်ပါတယ်ခရစ်တော်လက်ခံယုံကြည်ပြီးတဲ့နောက်မှာအခြားသောငွေကြေးတဲ့အခြားသောຢာတွေထက်လူတစ်ပါးတွေရဲ့ဝေဖန်ပုတ်ကတ်ခြင်းတုံးတက်ခြင်းလူတစ်ပါးတွေရဲ့ကဲ့ရဲ့ခြင်းတွေအများကြီးကြုံတွေ့ရပါတယ်အဲဆိုတော့အဓိကတော့ကျွန်တော်နံပါတ်1အနေနဲ့တော့เนาะအခုမှပြောင်းလဲကာစညီကူမောင်နှမတွေဖះကိုခုမှစတည်တဲ့ညီကူတွေအတွက်နံပါတ်1အနေနဲ့ပေါ့နော်ကျွန်တော်ခွန်အားပေးချင်တာဖြစ်ပါတယ်အဲဆိုတော့ဖះကိုတကယ်ယုံကြည်လက်ခံလာတဲ့အခါမှာကိုလူမျိုးတွေကိုရဲ့ညီကူမောင်နှမတွေဆွေမျိုးတိုင်းဝိုင်းတွေကိုတူငယ်ချင်းတွေကိုအတိမိတ်ဆွေတွေအိမ်သားနီးချင်းတွေအများကြီးဝေဖန်ပုတ်ကဲ့ရဲ့ကြတာဖြစ်တယ်ဘယ်လောက်ထိကြုံရလဲဆိုရင်ခရစ်တော်ကိုပြန်လဲစွန့်ပယ်ခြင်းနဲ့စိတ်ထိကျွန်တော်ဖြစ်ပေါ်လာခဲ့ဘူးပါတယ်စိတ်တက်အားကြလာတာဖြစ်ပါတယ်ခံနိုင်ရည်မရှိတော့ဘူးခရစ်တော်ကိုယ်တော်ပြန်စွန့်ဖို့ပြန်ဖြစ်သွားတယ်ဒါမဲ့ကျွန်တော်လက်တွေ့မှာတော့ခရစ်တော်ကိုမစွန့်ပါဘူးစိတ်ကူးတစ်ခါယင်ပူးတာပါအများကြီးဖိအားတွေများလို့ကျွန်တော်မောင်နှမတွေကျွန်တော်ဆွေမျိုးတွေကျွန်တော်တို့တအားလူမျိုးတွေထဲမှာကျွန်တော်ရက်ရွာမှာတွေကျွန်တော်အရင်ဆုံးပြောင်းလဲခဲ့ခြင်းဖြစ်ပါတယ်ကျွန်တော်မိသားစုထဲမှာကျွန်တော်ရဲ့ညီကိုမောင်နှမထဲမှာကျွန်တော်အရင်ပြောင်းလဲတဲ့အခါမှာအများကြီးကြုံတွေ့ခဲ့ရတာဖြစ်ပါတယ်အဲဆိုတော့လူတွေရဲ့ဝေဖန်ပုတ်ကတ်ခြင်းတွေအများကြီးကြုံတွေ့ရတာဖြစ်ပါတယ်စိတ်တကြတဲ့အထိဖះကိုပြန်စွန့်ပစ်တဲ့ခြင်းတွေအထိကြုံတွေ့ခဲ့ရတာဖြစ်ပါတယ်ဖះကိုစွန့်ခြင်းနဲ့စိတ်တောင်ပေါ်လာတယ်ဒါပေမဲ့လက်တွေ့မှာကျွန်တော်မစွန့်ပါဘူးကျွန်တော်ဖះကိုယုံပြီးတနေ့ခါမှာကျွန်တော်နှုတ်ကပတ်တော်ဖတ်တဲ့အခါမှာဖះခင်ကျွန်တော်ကြမ်းချက်တစ်ချက်နဲ့ခွန်အားပေးတယ်အဲကြမ်းချက်တစ်ချက်နဲ့ယနေ့ထိတိုင်အောင်10နှစ်ကျော်ပြီကျွန်တော်ခရစ်တော်ကိုယုံခဲ့တာယနေ့ကျွန်တော်အမှုတော်ဆောင်နေခြင်းဖြစ်ပါတယ်ကျွန်တော်ဒီကြမ်းချက်နဲ့ဖះကျွန်တော်ဖွင့်ပြတော့ကျွန်တော်ရက်တည်နေတာဖြစ်ပါတယ်အဲ့ဒီကြမ်းချက်ကိုလေဒီမှာရှိတဲ့ညီကိုမောင်နှမတွေခုမှစားပြောင်းလိုက်လာတဲ့ညီကိုမောင်နှမတွေအခုမှဖះကိုစားယုံတဲ့ညီကိုမောင်နှမတွေအနေယုံကြည်သူဖြစ်နေတဲ့သူတွေအတွက်ပါဒီကြမ်းချက်လေးနဲ့ကျွန်တော်ခွန်အားပေးချင်ပါတယ်ဒီကြမ်းချက်ကဘယ်ကျမ်းမှာလဲဆိုရင်ကျွန်တော်တစ်ပီအခန်းကြီး4အပိုက်ငယ်14မှာဖြစ်ပါတယ်ကျွန်တော်ဖတ်ပါမယ်ခရစ်တော်၏နာမကြောင့်ကဲ့ရဲ့ခြင်းကိုခံရလင်မင်္ဂလာရှိကြ၏အကြောင်းမူကားဖျားတခင်၏ဘုန်းကြီးသောဝိညာဉ်တော်သည်တင်တို့အပေါ်မှာကင်းဝတ်တော်မူ၏သူတို့၌ကကဲ့ရဲ့ခြင်းတင်တို့၌ကချီးမွမ်းခြင်းရှိတော်မူ၏အနေခရစ်တော်ကိုကျွန်တော်ယုံကြည်ပြီးတဲ့သူပဲဖြစ်ဖြစ်ယုံကြည်ကားစားလူပဲဖြစ်ဖြစ်ကျွန်တော်လူမျိုးလူတွေလည်းအများကြီးရှိမယ်လို့လည်းကျွန်တော်မျှော်လင့်ပါတယ်ခရစ်တော်ရဲ့ရွေးကောက်ခြင်းထဲမှာပါတဲ့လူတွေအများကြီးရှိပါတယ်အဲဆိုတော့ခရစ်တော်နာမကြောင့်တင်ကဲ့ရဲ့ခြင်းတွေကြုံနေရတယ်လားဝေဖန်ပုတ်ကတ်ခြင်းအတင်းပြောခြင်းတွေတင်ခံနေရတယ်လားခရစ်တော်နာမကြောင့်နဲ့သူများတင့်ကိုအလုံးမခေါ်တော့ဘူးလားသူငယ်ချင်းလို့မပေါင်းတော့ဘူးလားမိဘဆွေမျိုးကလည်းတင့်ကိုမောင်းထုတ်နေပြီလားခရစ်တော်တော်တင်ယုံကြည်ကိုးကွယ်ခြင်းတော့စိတ်မရှိတော့ဘူးလားအဲ့လိုတွေဖြစ်ကုန်ပြီလားတင်မပူပါနဲ့ဒီထဲမှာနှုတ်ကပတ်တော်ထဲမှာခုနဖတ်တဲ့နှုတ်ကပတ်တော်မှာယေရှုခရစ်တော်ပြောထားတာဖြစ်ပါတယ်ငါဤနာမကြောင့်ကဲ့ရဲ့ခြင်းခံရရင်တင်တို့မင်္ဂလာရှိတယ်ကျွန်တော်တို့တွေကမင်္ဂလာရှိတဲ့သူတွေဖြစ်ပါတယ်
လောကအရာနဲ့ကဲရဲ့ချင်းခံရတာမဟုတ်ဘူးစီးပွားရေးကြောင့်နဲ့ကဲရဲ့ချင်းခံရတာမဟုတ်ဘူးအချစ်ရေးကြောင့်နဲ့ကဲရဲ့ချင်းခံနေရတာမဟုတ်ဘူးလောကီအရာတွေနဲ့ကဲရဲ့ချင်းခံနေရတာမဟုတ်ဘူးကောင်းကင်နဲ့မြေကြီးကိုဖန်ဆင်းသောဖခင်လူတွေကိုကယ်တင်သောအရှင်ကြောင့်သူ့ရဲ့နာမကြောင့်နဲ့သူ့ကိုယုံကြည်ကိုးတယ်တော့ကြောင့်ယုံကြည်ကိုးစားတော့ကြောင့်တင်ကဲရဲ့ချင်းခံနေရတာတင်မင်္ဂလာရှိတယ်တင်အားငယ်ဖို့မဟုတ်ဘူးတင်ငယ်ဖို့မဟုတ်ဘူးတင်စိတ်တက်ကြသွားဖို့မဟုတ်ဘူးတင်ပိုပြီးဝမ်းမြောက်ရမယ်လောကအရာထက်ဖခင်ရဲ့ကောင်းကင်နဲ့မြေကြီးကိုဖန်ဆင်းသောဖခင်နာမကြောင့်နဲ့တင်ကဲရဲ့ချင်းခံရတယ်နှုတ်ကပတ်တော်မှာပြောတဲ့အတိုင်းသူတို့၌ကကဲရဲ့ချင်းတင်တို့၌ကချီးမွမ်းခြင်းဖြစ်တယ်မှန်တယ်ယေရှုနာမကြောင့်ယေရှုခရစ်တော်ကိုယုံကြည်ကိုးစားတော့ကြောင့်ယေရှုတင်ယုံကြည်သူတစ်ယောက်ဖြစ်တော့ကြောင့်တော်၎င်းအခုမှဖခင်ကိုစယုံကြည်တို့တော်၎င်းခရစ်တော်နာမကြောင့်နဲ့တင်ကဲရဲ့ချင်းကလောကအရာအတွက်ကြောင့်မဟုတ်ပါဘူးထို့ကြောင့်တင်ဝမ်းနေစရာမလိုခရစ်တော်နာမကြောင့်နဲ့တင်ကဲရင်ခံတင်ဝမ်းမြောက်ပါဟာလေလုယာလို့ပြောပါဘာဖြစ်လို့လဲဖခင်ကြောင့်နဲ့တင်ကဲရဲ့ချင်းကလောကအရာကြောင့်နဲ့မဟုတ်ဘူးတင်ဝမ်းမြောက်ပါဘာဖြစ်လို့သူတို့မျိုးအဲ့လိုကဲရတယ်လေနိခရစ်တော်ယုံကြည်ကိုးစားတော့ကြောင့်ခရစ်တော်ရဲ့ဘုရားသခင်ရဲ့ဘုန်းကြီးတော်တန်ရှင်တော်ဝိညာဉ်တော်တဲ့ပေါ်မှာကိန်းဝတ်တာဖြစ်တော့ကြောင့်သူတို့၌ကကဲရခြင်းတင်၌ကချီးမွမ်းခြင်းရှိရမယ်တင်စေတင်ပို့တော်ပြောရမယ်ဟာလေလုယာငါကလောကအရာနဲ့အခြားသောအရာတွေနဲ့ကဲရခြင်းခံရတာမဟုတ်ငွေကြေးပိုင်းနဲ့ကဲရခြင်းခံရတာမဟုတ်အခြားသောအရာနဲ့ကဲရခြင်းခံရတာမဟုတ်ယေရှုနာမကြောင့်ငါကဲရခြင်းခံရတာငါမင်္ဂလာရှိတယ်သူများတင့်ကိုကဲရလေတင်ဘုရားကိုချီးမွမ်းလေဖြစ်ရမယ်။အနေဒီနှုတ်ကပတ်တော်အဖြစ်ကျွန်တော်ခွန်အားယူလာခြင်းဖြစ်ပါတယ်။အားကြောင့်ဘုရားနဲ့ပတ်သက်လာရင်ဒုက္ခဆင်းရဲတွေဝေဖန်ပုတ်ကတ်ခြင်းတွေဆင်းရဲဒုက္ခတွေကြုံခဲ့ရင်တော့မှတင်ဝမ်းမြောက်နေပါ။တင်ဝမ်းမြောက်နေပါ။တင်ဘာမှမပူနဲ့။စုံစမ်းခြင်းရဲ့လမ်းမှာထွတ်မြောက်လမ်းတလမ်းဘုရားပြီးလိုက်မယ်ဟာလေလုယာ။အားကြောင့်မို့ကျွန်တော်တို့ခုမှစယုံကြည်တဲ့ညီကိုမောင်နှမတွေတို့လောကောလက်ရှိရှိနေတဲ့ယုံကြည်သူများလည်းကောင်းခရစ်တော်နဲ့ပတ်သက်တဲ့အရာအားလုံးတင်ဝေဖန်ခဲ့ရခြင်းဒီခံရရင်အတင်းတုပ်ခြင်းတွေခံရရင်တင်လုံးဝစိတ်သက်ကြဖို့မဟုတ်ပါဘူးအဲ့ဒါကဘုရားသခင်ရဲ့ဝိညာဉ်တော်တင်အထောက်မှာကျင့်ဝတ်တော်ကြောင့်သူတစ်ပါးကကဲရပါစေတင်ကချီးမွမ်းခြင်းပဲလုပ်သူများကဲရတိုင်းဘုရားကိုချီးမွမ်းလိုက်ပါဟာလေလုယာကိုတော့ကိုကျေးဇူးတင်တယ်ကိုတော့နာမကြောင့်ကျွန်တော်ကဲရခြင်းခံရတယ်လောကအကြောင်းမဟုတ်ဘူးဆိုဘုရားကိုချီးမွမ်းလိုက်ပါနော်ဝန်ခံလိုက်ပါအဲ့ဆိုရင်ဘုရားသခင်တင်းကိုဘယ်တော့မှဒီလိုမစွန့်ပစ်တာထွမြောက်ရလမ်းကိုဘုရားသခင်ဖွင့်ပြပြီးမှာပါဒီနှုတ်ကပတ်တော်ကိုကြားခြင်းအဖြစ်ဒီမှာရှိတဲ့ညီကိုမောင်နှမအရောက်စီတိုင်းမှာဘုရားသခင်တာ၍တုံးပြပြီးကောင်းချီးပေးပါစေလို့ကျွန်တော်ဆုတောင်းကောင်းချီးပေးပါတယ်